သူရုံးကန်ဖို့တော့မစခင်ပါပဲဘေးကအကိုကသူ့ကိုခေါင်းတလားတဲ့အတင်းထည့်လိုက်တယ်ပြီးတော့ဖုန်းကိုချက်ချင်းပိတ်လိုက်တယ်သူတို့ကကျန်းတဲ့ကျိုးနဲ့ခေါင်းတလားကိုတင်းတင်းကြပ်ကြပ်ချီနှောင်လိုက်ကြတယ်ထို့နောက်တန်တူကိုယူပြီးတစ်ချက်ချင်းရိုက်ကာအဖုံးကိုလုံးဝမဖွင့်နိုင်အောင်ပိတ်သွားတယ်ရောင်းမကလည်းမိဘတွေထားခဲ့တဲ့ရွှေငွေအားလုံးကငါနဲ့မင်းအကိုပဲပိုင်တာမင်းတည်သွားရင်ဘယ်သူမှလာခွဲယူလို့မရတော့ဘူးလို့ပြောနေတယ်နှစ်ယောက်သားခြိထားတာလဲတင်းပိတ်ထားတာလဲခိုင်တဲ့ခေါင်းတလားကိုထမ်းပြီးရွာနောက်ဘက်ကတင်းချိုင်းပြက်စီအမြန်သွားကြတယ်ပြီးတော့မြေရင်းနဲ့တူကခေါင်းတလားကိုထည့်လိုက်တယ်ထို့နောက်မြေတွေပြန်ဖို့ကြတယ်မြေကိုတင်းတင်းဖိပြီးမှလှည့်ထွက်သွားကြတယ်သူတို့နှစ်ယောက်ရဲ့စိတ်ထဲမှာတော့အမွေအားလုံးကိုတယောက်တည်းပိုင်တော့မယ်ဆိုတဲ့ဝမ်းသာမှုတွေပဲပြည့်နေတယ်ညီလေးမှာအသက်ရှင်နိုင်ဖို့လုံးဝမဖြစ်နိုင်တော့ဘူးလို့လည်းယုံကြည်ထားကြတယ်သူတို့ထွက်သွားပြီးမကြခင်မှာပဲလူတဝက်လောက်မြင့်တဲ့မိခိုးရောင်ဝင်းပလွေတကောင်တဖြည်းဖြည်းလျှောက်လာတယ်သူ့အမွေတွေကမိခိုးရောင်ဖြော့ဖြော့ဖြစ်ပြီးမျက်လုံးတွေကဓားလိုဆူးရှနေတယ်ဒီဝင်းပလွေကညီလေးငငယ်တုန်းကတောင်ထဲမှာအစာကျွေးခဲ့ဘူးတဲ့တောဝင်းပလွေပါအဲ့ဒီတုန်းကဝင်းပလွေကဒဏ်ရာရပြီးလဲနေခဲ့တာကိုညီလေးကဆေးမြက်တွေနဲ့ပတ်တီးစီးပေးခဲ့တယ်ကို့အစားအစာကိုတောင်ချွေတာပြီးတဝက်လားစာလောက်အစာကျွေးခဲ့ဘူးတယ်ဝင်းပလွေကမြေရင်းပေးမှာဝစ်လိုက်ပြီးထက်ရှားတဲ့လက်သေးတွေနဲ့မြေကိုအယူအမူတူးဖော်တော့တယ်မြေမုံတွေပြန်တက်နေပြီးမကြခင်မှာပဲခေါင်းတလားကိုတူးတွေ့သွားတယ်ပြီးတော့ထက်မြက်တဲ့သွားတွေနဲ့ကျိုးတွေကိုကိုက်ဖြတ်လိုက်တယ်ထို့နောက်ခိုင်မာတဲ့ကိုခန္ဓာနဲ့အားပြင်းပြင်းတိုက်လိုက်ရာတန်ချောင်းပိတ်ထားတဲ့အဖုံးကဝုန်းဆိုပြီးပွင့်ထွက်သွားတယ်ဝမ်ပုတွေကခေါင်းငုံပြီးညီလေးရဲ့ပါဇက်ထဲအနီးရင်ရောင်တောသီးတစ်လုံးထည့်ပေးလိုက်တယ်တီးကပါဇက်ထဲဝင်တာနဲ့ချက်ချင်းပျော်သွားပြီးနှွေးထွေးတဲ့ဆွမ်းအားတစ်ခုကကိုရဲကအစိတ်အားလုံးကိုချက်ချင်းဖယ်ရှားပစ်လိုက်တယ်ဒီမီးခိုးရောင်ဝမ်ပုတွေကိုတွေ့ရသူတိုင်းကံကောင်းမှုတွေစက်တိုက်ရမယ်လို့ဆိုကြတယ်ညီလေးကတဖြည်းဖြည်းမျက်လုံးဖွင့်လာတယ်ရှေ့ကဝမ်ပုတွေကိုမြင်တော့မျက်ရည်တွေကျလာတယ်ပြီးတော့ဒူးထောက်ကခေါင်းငုံပြီးကျေးဇူးတင်လိုက်တယ်ဝမ်ပုတွေကသူ့ကိုတောင်နဲ့နဲ့ထဲခေါ်သွားပြီးလျှို့ဝှက်ထားတဲ့တစ်ပင်အခေါင်းတစ်ခုကိုပြပေးတယ်အဲ့ဒီထဲမှာတော့အဖွားအသက်ရှင်တုန်းကတိတ်တိတ်လေးမြုပ်ထားခဲ့တဲ့ငွေရင်းကားတွေအစားအစာ6တွေနဲ့ချီတဲ့အဝတ်တွေရှိနေတယ်ညီလေးကအဲ့ဒီညပဲမြို့ကိုသွားပြီးငွေရင်းကားတွေနဲ့လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ဖွင့်လိုက်တယ်